မေတ္တာကိုလေ့ကျင့်ကံလုပ်တဲ့အနည်းတစ်ခုတာမန်ကုသိုလ်ရာယုံပို့တဲ့မေတ္တာမျိုးမဟုတ်ဘူးတာမန်ကုသိုလ်ရာယုံပို့တဲ့မေတ္တာကတော့သဗ္ဗေတ္တအဝေရာဟွန်တုနဲ့ဆိုတာပေါ့ဘုရားရှိခိုးရင်လည်းမေတ္တာပို့တာပဲလေတတ္တဝါတွေချမ်းသာကြပါစေအဲ့ဒီဟာမျိုးကိုပြောတာမဟုတ်ဘူးမေတ္တာလေ့ကျင့်ခန်းဝင်ပြီဆိုတာ meditation အလုပ်ကိုလုပ်အောင်မှာပြောတာ meditation ပုံစံနဲ့မေတ္တာကိုအာယုံနဲ့လေ့ကျင့်အာယုံဆိုတာဘာလဲတတ္တဝါမိတ်ဆွေတန်ငယ်ချင်းတက်ရှိတတ္တဝါနဲ့လေ့ကျင့်ရမယ်တည်သွားတဲ့လူနဲ့မလေ့ကျင့်လို့မရဘူးဒီဘဝမှာလက်ရှိရှိနေတဲ့ပုဂ္ဂိုလ်နဲ့လေ့ကျင့်ရမယ်ကောင်းပြီလေ့ကျင့်မယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်ရွေးချယ်ရလိမ့်မယ်နံပါတ်1အသက်ရှင်စေပုဂ္ဂိုလ်တည်တဲ့ပုဂ္ဂိုလ်နှစ်ဦးရှိတဲ့ထဲမှာတည်တဲ့ပုဂ္ဂိုလ်မရွေးနဲ့ဘယ်တော့မှမအောင်ဘူးတည်သွားပြီးတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာမပို့နဲ့မေတ္တာလေ့ကျင့်ပြီးတော့တို့ယူခြင်းတယ်ဆိုလို့ရှိရင်တည်တဲ့ပုဂ္ဂိုလ်ဖယ်ထားလိုက်လက်ရှိအသက်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ကိုရွေးပါအဲ့ဒါလို့ရွေးတဲ့အခါမှာလည်းပဲလူကို3မျိုးလောက်ခွဲလိုက်3မျိုးလောက်ခွဲလိုက်တူကကိုယ်နဲ့အမတန်ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ဟောတာကတူဟိုတူကခင်လည်းမခင်မုန်းလည်းမမုန်းတဲ့တာမန်ပုဂ္ဂိုလ်နောက်တူကမုန်းတဲ့ကိုရန်သူဟော3မျိုးခွဲလိုက်ပုဂ္ဂိုလ်3စားရှိလူတိုင်းဟာဒီလို3စားရှိနေမှာပဲအများအားဖြင့်ဒါရေပုံရအားဖြင့်ပြောတဲ့စကားပေါ့အဲ့ဒီထဲမှာဘယ်ပုဂ္ဂိုလ်ကိုရွေးရမလဲမေတ္တာစပြီးတော့ပြိုးတော့မယ်ဆိုလို့ရှိရင်ကိုယ်နဲ့ခင်လည်းမခင်မုန်းလည်းမမုန်းတဲ့ပုဂ္ဂိုလ်ကိုသွားရွေးမယ်ဆိုရင်မေတ္တာပြိုးဖို့ခက်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့ပေါ်မှာခင်မခင်တာကိုအဲ့တော့သူ့ကိုရွေးလို့မဖြစ်ဘူးပထမအနေနဲ့ရန်သူကိုရွေးမလားဆိုဟာရန်သူသွားရွေးရင်တော့ဒေါသဖြစ်မှာပဲမေတ္တာပြိုးလို့မရဘူးဒါကြောင့်မို့ရန်သူကိုလည်းမရွေးနဲ့အဲ့တော့ပိယပုဂ္ဂလဆိုတာကိုခင်မင်ချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးလိုက်ပါတဲ့ဒါမေတ္တာပို့တော်မယ်ဆိုအဲ့ဒါကစအဲ့ဒီပုဂ္ဂိုလ်ရွေး